ဇက်ဝင်ကန်ဆိုလို့ရှိရင်တော့အမှတ်တရအဖြစ်ဆုံးဇက်ဝင်ကန်ဆိုလို့ရှိရင်တော့မိုးဇက်ကောင်အတွက်အမှတ်တရအဖြစ်ဆုံးဇက်ဝင်ကန်ဆိုရင်အခုပြမယ်အခုမနေ့ပြန်ပြမယ်နောက်ဆုံးအပိုင်းပေါ့နော်နောက်ဆုံးအပိုင်းကိုကြိုက်တယ်နောက်ဆုံးအပိုင်းအောင်ကြိုက်တယ်ပေါ့နော်တော်တော်များများကိုကြိုက်တယ်ဒါပေမဲ့တချို့လေကျွန်တော်ပြောရလို့ရှိရင်တချို့စင်လေးတွေကျွန်တော်တို့ရိုက်တဲ့စင်လေးတွေက dialogue လေးတွေဟိုဟာစဉ်းစားဖြတ်ခံလိုက်ရတာလေးရှိတယ်ကျွန်တော်အမှန်တကယ် script မှာရေးထားတဲ့ဟာဆိုလို့ရှိရင်ရိုက်တုံးကလည်းအကုန်ပြေဆုံးရိုက်သွားတာပေါ့နော် script စဉ်းစားတင်လိုက်တဲ့series စဉ်းစားတင်လိုက်တဲ့အချိန်မှာတချို့ရဲ့ dialogue လေးတွေကဖြတ်ခံလိုက်ရဖျားဘောကဆင်းလေးဆိုလို့ရှိရင်လည်းမနေ့ကဖျားဘောကဆင်းလေးဆိုလို့ရှိရင်လည်းရိုက်တုံးက dialogue လေးတချို့ကြံခဲ့တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဗာလဲကျွန်တော်နေထားကိုကျွန်တော်လက်ခံနိုင်တယ်ဒါအမှန်တရားတစ်ခုပဲပြီးတော့တောင်တက်သေးချာရဲ့အမှန်တရားတစ်ခုကကျွန်တော်ကိုပြေဆုံးသဘောကျရဲဆိုပြီးတော့ပြောလိုက်တာပေါ့နော်တကယ်တော့အဲ့ဒီရဲ့ထားရလောကတခြားတစ်ခုအဲ့ဒါကိုပြောင်းပြီးတော့ကျွန်တော်တို့ပြောထားတာပေါ့နော်ချောင်းပြောင်းပြီးတော့ပြောထားရဲပြီးတော့နောက်တစ်ခုအဲ့ဒီရဲ့နောက်မှာဆက်ပြောတဲ့စကားစဉ်းစားထိပါဆိုတော့ဖြတ်ခံလိုက်ရတယ်မဟုတ်ရင်ပို့ပြီးတော့လောင်ကြမှာဘာလို့လဲအခုတော့မမျက်ရည်နဲ့မျက်ခွဲဆိုတော့သိရမလားတိတ်မငိုစေချင်ပါဘူးအားကြောင့်စီတနာနဲ့ဖြတ်ပေးလိုက်တာကတောက်ဆိုမိုးတဲ့အရန်ကောင်းနေတော့တဲ့ကားလေးဟုတ်ကဲ့ပါဒီနေ့အပိုင်းကိုတဲ့ TikTok မှာတချင်းမျိုးစုံနဲ့လုပ်နေကြတာတွေ့တိုင်းနဲ့ငိုနေရတယ်တဲ့ဟုတ်ကဲ့ပါဗျာနည်းနည်းလောက်စပွိုင်းပါလားခလေးလေးတဲ့မိုးတနာလိုပဲငိုတာတားရဲမှမမြင်တာလားတဲ့အဲ့ဒါလော်ကြီးမာတယ်ကျမတို့တော့ကြည့်တာပါရှင်တဲ့မိုးတဲ့ကိုပြေဆောင်ဘာပြောချင်လဲတဲ့မိုးအနေနဲ့ကိုပြေဆောင်ဘာပြောချင်လဲဆိုတာလားမိုးအနေနဲ့ကိုပြေဆောင်ဘာပြောချင်လဲဆိုရင်ဘာပြောချင်လဲဆိုလို့ရှိရင်တော့ဒါကတော့သိရမလားမိုးအနေနဲ့သူ့ရဲ့ခံယူချက်ကကြတော့လေဘာမျောလင်းချက်မှာတော့ရှိမယ်မထင်ဘူးဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးခလေးလဲခလေးဖြစ်တာဆိုတော့လေခလေးလဲခလေးဖြစ်တာဆိုတော့ तू စိတ်ထဲရှိတာ तू စိတ်ထဲရှိတဲ့အရာ तू ရင်ထဲမှာရှိလာတဲ့ခံစားချက်တွေကိုဒါပွင့်လင်းလင်း तू ချပြောပြလိုက်တယ်တစ်ဖက်ကဒါဘယ်လိုပြောမလဲသူ့ရဲ့အချစ်ကိုဟိုလက်မခံတာလက်ခံလို့လည်းမရပြန်ဘူးလေသိရမလားဒါလူတိုင်းကတော့ကိုယ့်ရဲ့ခံစားချက်နဲ့ကိုယ်ပဲလေသိရမလားတချို့ရအတင်းလောက်ယူလို့လည်းမရဘူးအဲ့အတွက်ကြောင့်မလို့ဒါသူ့ဆိုင်နဲ့သူဆိုလို့ရှိရင်တော့ဒါမှန်ပါတယ်ဟုတ်တယ်မလားအဲ့တော့နေ့ပြန်မယ်စောင့်ကြည့်ပါလို့အများကြီးမပြောချင်ပါဘူးစူရာလေးတော့ရှော့လို့ပြောချင်တာပေါ့နော်ကိုပြေးဆောင်ရဲ့အသက်ကကျွန်တော်တို့ဒီဥစ္စာထက်ဆိုရင်9နှစ်လောက်သူကကြီးတယ်ပေါ့နော်ဒီမိုးတို့ပိုးတို့ဒီကျွန်တော်တို့ဒီတငယ်ချင်းတဝဲတငယ်ချင်းတက် group တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုပြေးဆောင်ထက်6နှစ်9နှစ်လောက်ငယ်တယ်ကိုပြေးဆောင်ကကြတော့6နှစ်9နှစ်လောက်မိုးတို့ထက်ကြီးတယ်အတန်နဲ့တိုးနေသလားတဲ့ဟုတ်လား follow ချက်ကြည့်လိုက်လေအားဆိုဒါတော့ပုံမှန်အတန်ပဲဆိုတော့ဒီလောက်ပဲကြာရမယ်ထင်တယ်အကျက်နေကြီးရဲ့ကျမတို့မျက်ရည်နဲ့မျက်ခွက်ဆိုတဲ့အတက်နေမှာတခါတည်းသတိပါလစ်သွားမယ်တက်သွားတာတခါတည်းအဲ့လိုမျိုးကျွန်တော်တို့ကနေအလိုက်ဒီနေ့အကျက်နေဆိုရင်ထဲမှာမိုးကျက်ပြီးအဲ့လိုမျိုးနေ့ပြန်အတက်ဆိုတခါတည်းဟိုကသွေးဆောင်တက်အဲ့လိုမျိုးအကျိုးနေဆိုလို့ရှိရင်အဲ့လိုမျိုးဒါသိရမလားစီဗီလေးကိုမြောက်ဆောင်မြောက်ကြည့်ရှုပြီးတော့ကြိုးစိုးပြီးတော့အဲ့လိုမျိုးရှင်ထဲမှာဘယ်လိုလေးဝင်လာမလဲ character လေးကိုကြိုးစိုးနေတာဒီမှာအကြနေမှာဆိုတော့နည်းနည်း depression တွေကကြာလာတယ်မကောင်းတော့သိရမလားမိုးတွေကမကောင်းတော့ကြက်နေလဲဆောက်လဲရတော့ရှင်ထဲမှာမုန်းကြလာတယ်နေ့ပြန်အတက်နေမှာတစ်ခါတက်သွားလို့အဲ့လိုမျိုးဖြစ်အောင်လို့ဒါပုတ်ပါလေးပါဇက်ကားလေးဟာတာကားလေးပေါ့မိုးလေးကချစ်စရာလေးတဲ့လွမ်းနေတာတားရီတဲ့ဟုတ်ကဲ့ပါဗျာအားလုံးကြည့်ဆိုင်ကြပါ
ညာကြီးတွမ်းပါတယ်ကျွန်တော်လည်းတားရယ်ဆူတောင်းကြမ်းလိုက်တာဩအတက်နေကြတယ်ပြောရမယ်ထင်တယ်တဲ့တေးပါပြီလို့တားငယ်လေးနေရာကတကယ်တိ ਉ ဆောင်ကောင်းပါတယ်တဲ့ဟုတ်ကဲ့ပါဗျာရန်စိတ်တင်ကြီးနေကြမှာဆိုလို့ရှာပြောစရာလေးတွေပြောပြတာနော်အဲဆိုတော့ကိုပြေဆောင်ကတဲ့မိုးကိုဘာလို့မဖမ်းတာလဲတဲ့ကိုပြေဆောင်ကဘာလို့မိုးကိုမဖမ်းတာလဲဆိုတော့ကိုကဖြစ်လို့နေမှာပေါ့ကိုတောင်ထဲမှာတော့ဟိုရွာစလူးထနေမှာဆိုလို့ထင်တယ်သိရမလားတကယ်တော့ကိုပြေဆောင်မဖမ်းရတဲ့အကြောင်းရင်းလည်းရှိမှာပေါ့မသိဘူးဆိုင်လေကိုပြေဆောင်ပဲတွားမိခန့်တယ်မိုးကြီးတဲ့အသေးလေးလုပ်ပြပါတဲ့ထွန်းထွန်းဟာတာကလည်းရီရမျက်ရည်တောင်ကျတယ်တဲ့ဩဟာတာကိုင်းမှာတချို့ဟာတာကိုင်းဆိုလို့ရှိရင်မျက်ရည်ကျအောင်ရီရရှိတယ်အဲ့လိုပဲအဲ့စက်သိမ်းမှာရဲ့ပိုးနဲ့ပြည်စုံရရဲ့မဖြစ်တယ်ညထွက်တာမှာမိုးကလမ်းနေကြံခဲ့မှာနော်တဲ့လက်တွေလည်းညောင်းနေပါပြီတဲ့ခလေးဆိုတာအကုန်ပြောပြရတယ်တဲ့အတော်တရားကိုတဲ့မိုးလေးကခါလက်ထောက်ပြီးတဲ့ရန်တွေးတဲ့အခန်းလေးကြိုက်ဆုံးမယ်တဲ့ဘယ်လိုဟာတားလို့ဘယ်လိုလဲဟောဒီမှာဘိုင်လာပြောနေပြန်မလုပ်တော့တကယ်ပြအဲ့ဒီချိန်မှာတော့လေအတော်ကြီးရလဲလေတကယ်ကိုလဲလေလုံးဝတကယ်မှုအပြည့်နဲ့သွားလဲလုံးဝရက်ွက်တဲ့အတော်ကြီးလိုမျိုးပဲစွာအဲ့ချိန်မှာသိရမလားတငယ်ချင်းစောလဲဖြစ်တယ်ပြီးတော့ခန့်တယ်မိုးအဲ့မှာခန့်တယ်မိုးဆိုတဲ့ character လေးကတွေးကြည့်လိုက်လို့ရှိရင်လေသူလည်းတငယ်ချင်းထိလို့ရှိရင်ဆက်တိမခံနေမှာပါတယ်ကွာပြီးတော့သူတငယ်ချင်းစိတ်တွေရှုံနေတဲ့အချိန်မှာပြီးတော့နောက်တစ်ခုကကျတော့ဒီလာပြီးတော့ကိုယ်မဟုတ်တာတွေလာပြီးတော့ပြောနေတာဖြစ်တဲ့ပြင်သိရမလားလာပြီးတော့မှပြန်ပြီးတော့ရန်တွေးနေတာဆိုတော့အဲ့လိုမျိုးပုံစံလေးပြန်ပြီးတော့စွာတဲ့ character လိုမျိုးလေးပြန်ဖြစ်သွားတာပေါ့နော်အဲ့ခံလေးလည်းသဘောကျတဲ့အချိန်ဘယ်လိုဘာလို့လဲဆိုတော့တကယ်လည်းရိုက်နေတဲ့အချိန်မှာလည်းဟိုတရုပ်ဆောင်ရတာလည်းကောင်းတယ်ကွာတိလားကောင်းတယ်ဇက်ဝင်ကတော်တော်များများကြိုက်တယ်ပြီးတော့အဲ့ဗာလဲအိမ်မက်စင်လဲဒါကတော့ကျွန်တော်စဉ်းစားထိသွားသေးတယ်တကယ်ချင်းဆက်ထိမခံဆိုရင်ဘာလို့တဲ့ကိုပြေးဆောင်ကြာတော့တဲ့ကာကွယ်နေရတဲ့အားကြောင့်ပြောရလေတခြားလူတွေနဲ့ဆိုလို့ရှိရင်ဆက်တိမခံဘူးဒါပေမဲ့ကိုပြေးဆောင်နေကြတော့ဒါမိုးကသူ့ရဲ့ရင်ထဲမှာရှိနေတဲ့လူလေးတည်ရမလားအရာအားလုံးနဲ့တော့မှသူကကာကွယ်ပေးမယ်ဆိုတဲ့သဘောလေးမိုးတဲ့ဘာဖြစ်လဲမညာရင်ဆီယာမအိမ်နဲ့ဆီယာမအိမ်မီးယူပါဟာကတ်တယ်မိုးတဲ့